သည်ကဘာဤမြတ်မြတ်ကြီးကဒီလလဒီမာအမိရဲ့အကျဉ်းနဲ့အမိရဲ့မြတ်တန်တစီ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 ချစ်ချစ်မြတ်တာတန်ဒီဘဝဆဆအရာရာလူထွေးကလာပါစတာအောင်မြင်သောဘဝလမ်းရှောက်လန်းချမ်းမြေတာယာစီ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 ချစ်ချစ်မြတ်တာတန်ဒီဘဝဆဆအရာရာလူထွေးကလာပါစတာအောင်မြင်သောဘဝလမ်းရှောက်လန်းချမ်းမြေတာယာပကလေးဒီချင်းလေးကိုရေးဆက်ပေးသူကတော့ဂီတမှုစနေရကိုကျော်သူတော်ဝင်းဖြစ်ပါတယ်မင်္ဂလာပွဲကြီးမှာမင်္ဂလာတို့တာရဲ့မိခင်အဒီမနောက်ဆိုထားတဲ့အတွက်ဒီချင်းလေးကိုဂုဏ်ပြုတည်ဆအခမ်းပေးခြင်းဖြစ်ပါတယ်ရှင်တစီ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 ချစ်ချစ်မြတ်တာတန်လီဘဝဆဆအရာရာလူထွေးကလာပါစတာအောင်မြင်သောဘဝလမ်းရှောက်လန်းချမ်းမြေတာယာကျေးဇူးများတင်ပါတယ်ရှင်